လူသားရန်ရှင်သာနေထိုင်ရာမှာရွေးချယ်စရာလမ်းနှစ်သွယ်နဲ့နေ့စဉ်ရင်ဆိုင်နေရပါတယ်ပထမလမ်းကအခုလက်ရင်းလိုချင်တာသက်ချင်းခံစားချင်တာစတဲ့စိတ်နဲ့ရုပ်ခန္ဓာရဲ့တောင်းဆိုမှုဒုတိယလမ်းကနောက်9နှစ်10နှစ်မှာဘယ်လိုဖြစ်ချင်တယ်လဲဆိုတဲ့စိတ်ဝိညာဉ်ရဲ့ရေရှည်မျှော်မှန်းချက်ဆိုတာတွေပဲဖြစ်ပါတယ်လစာတူပြီးဘဝကိုမတူညီတဲ့အမြင်နဲ့ချင်းကားခဲ့ကြတဲ့ကိုစော်နဲ့ကိုလှတို့ရဲ့ဆက်လန်းကဒီရွေးချယ်မှုရဲ့နောက်ဆက်တွဲတွေကိုရှင်းရှင်းလင်းလင်းပြသပါလိမ့်မယ်ကိုစော်ဟာစားတော့ဖို့အတွက်သာအသက်ရှင်သူပါသူ့အတွက်ဘဝရဲ့ပျော်ရွှင်မှုဟာပါစက်ထဲမှာပဲစတင်ပြီးခံတွင်းမှာသာအဆုံးသတ်စေတယ်သူပြောလို့ရှိတာကငါတို့ဘယ်လောက်ကြာရှင်သန်နေရမယ်ဆိုတာမသိဘူးဒီတော့အခုချိန်မှာအကောင်းဆုံးကိုခံစားရမယ်မစားရဘဲသေရင်နောင်တရလိမ့်မယ်ဆိုတဲ့ခံယူချက်နဲ့ပေါ့သူဟာလစာရဲ့60%ကိုခဏတာအရတာအတွက်ဦးစားပေးရင်းနှီးမြှုပ်နှံသူလစဉ်ကုန်ကျစရိတ်စည်ရင်းကိုကြည့်လိုက်တိုင်းနောက်လဆိုတက်တာအောင်ရှော့စားမယ်လို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးပေါ်ခစ်စားနေတဲ့စားတော့ဆိုင်မြင်လိုက်တာနဲ့သူ့ရဲ့ဆုံးဖြတ်ချက်ဟာအကြီးပျော်သွားစေခဲ့ပါတယ်ခနာကိုယ်တည်းကိုလိုအပ်တာထက်အလွန်ကျွံစားတော့လိုက်တဲ့အခါကိုလက်ဟာလေးလံစေပြီးစိတ်ကိုပါထိုင်းမှိုင်းသွားတတ်စေတယ်ကိုစောဟာသူ့ရဲ့ခွန်အားနဲ့အချိန်တွေကိုအစာချေဖြတ်ရမှာပဲသုံးဆွဲနေရတော့တယ်နာကအတွက်ပိုကောင်းတဲ့ဘဝတစ်ခုကိုပုံဖော်ဖို့သူ့မှာအချိန်လည်းမရှိစွမ်းအင်လည်းမကြံရစ်ခဲ့ပါဘူးကိုလှကတော့အခြားတစ်ဖက်မှာရှက်တည်နေတယ်သူဟာအသက်ရှင်ဖို့အတွက်သာစားတော့သူ့အတွက်အစားအသောက်ဆိုတာခန္ဓာကိုယ်စက်ယုံကြီးကိုစနစ်တကျနဲ့အမြင့်ဆုံးစွမ်းဆောင်ရည်အထိလည်ပတ်နိုင်ဖို့အတွက်ထည့်သွင်းပေးရတဲ့စစ်မှန်တဲ့လောင်စာစီပဲသူဟာလစာရဲ့20%သာတုံးဆွဲပြီးအရသာတွေထက်အာဟာရပြည့်ဝစေဖို့အတွက်သာဦးစားပေးတယ်အစားတောက်ကြောင့်ယောဂမရဖို့နဲ့ကိုယ်ပိုင်ပန်းတိုင်စီသွားရလမ်းမှာအားမပြတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုပဲသူ့မှာရှိပါတယ်ကိုလှရဲ့စုဆောင်းငွေတွေဟာနေ့စဉ်နဲ့မျှကြီးထွားလာသလိုအစာချေဖြတ်ချိန်နေတဲ့အတွက်ပိုရှမ်းနေတဲ့စွမ်းရည်နဲ့အချိန်တွေကိုအဖိုးတန်စွာအသုံးချနိုင်ခဲ့တယ်သူဟာလစဉ်လစာရဲ့40%ကိုရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ်ထားရှိခဲ့ပြီးကျန်တဲ့20%ကိုတော့စားဝယ်ယူခြင်းတင်တန်းတက်ခြင်းနဲ့ကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်ခဏတာစိတ်အလိုကျစားကောင်းခြင်းကိုဆွတ်လွတ်လိုက်ပေမဲ့သူဟာမိမိဘဝကိုမိမိကိုယ်တိုင်ပုံဖော်နိုင်ခြင်းဆိုတဲ့အဖိုးမဖြတ်နိုင်တဲ့လွတ်လပ်မှုကိုရယူနိုင်ခဲ့တယ်9 နှစ်ကြာပြီးနောက်9 နှစ်တာကာလရဲ့အဆုံးသတ်မှာကိုစောဟာသူအမြဲတမ်းစိုးရိမ်ခဲ့တဲ့ယောဂဝေဒနာတွေနဲ့ရင်ဆိုင်နေရပါတော့တယ်စားဖို့အတွက်အသက်ရှင်ခဲ့တဲ့အခါစားတော့ခြင်းဟာသူ့ဘဝကိုပြန်လည်စိုးမိုးသွားစေတယ်ပျော်ရွှင်မှုရှာဖွေရင်းသူဟာကျမ်းမာရေးတွေအပြင်စီးပွားရေးနဲ့ငွေကြေးလွတ်လပ်ခွင့်ကိုပါဆုံးရှုံးသွားခဲ့ရတယ်အခုတော့သူရုန်းကန်ရမယ့်ဘဝဟာအစာစားပြီးခဏတာရတဲ့ပျော်ရွှင်မှုထက်အစပေါင်းများစွာပိုပြီးကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးဖြစ်လာစေခဲ့တယ်ကိုလှကတော့အစောပိုင်းမှာသူပေးဆက်ခဲ့တဲ့စီးကမ်းနဲ့ရိုးရှင်းမှုတွေရဲ့အသီးအပွင့်တွေကိုခံစားနေရပါပြီသူဟာကိုယ်ပိုင်စီးပွားရေးပိုင်ရှင်ဖြစ်လာတယ်ကိုယ်ပိုင်အချင်းကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ခဲ့တယ်အသက်ရှင်ဖို့စားတော့ခဲ့တဲ့အခါသူ့ရဲ့ဘဝဟာရည်ရွယ်ချက်ရှိနဲ့ပြည့်စုံလာခဲ့တယ်သူ့ရဲ့ကြီးမားတဲ့ပန်းတိုင်စီကိုမောင်းနှင်နေတဲ့လောင်စာစီကသူ့ကိုဘယ်တော့မှနောက်ပြန်မလှည့်စေခဲ့ပါဘူးဒီဇလန်းကကျွန်တော်တို့အားလုံးကိုမေးခွန်းထုတ်စေပါတယ်။သင်ရဲ့ရည်မှန်းချက်ကဘာလဲ။ကိုစောရဲ့ရည်မှန်းချက်ကဂျနိလက်ဝယ်ပြစ်စုံပန်သာဖြစ်ခဲ့တယ်။ချက်ချင်းရတဲ့အရာသာကသူ့ဘဝရဲ့အမြင့်ဆုံးတန်ဖိုးပဲ။ဒီရည်မှန်းချက်ကသူ့ကိုငွေကုန်စေခြင်း
ကျမ်းမာရေးဆုံးရှုံးခြင်းနဲ့အနာဂတ်အိမ်မက်တွေပြက်ပြားခြင်းဆိုတဲ့ထောင်ချောက်ထဲဆွဲသွင်းသွားခဲ့တယ်။သူဟာအရသာရဲ့ကျွန်အဖြစ်ရှင်သန်နေခဲ့တယ်။ကိုလှရဲ့ရည်မှန်းချက်ကတော့မနစ်ဖြန်အနာဂတ်ဖြစ်ခဲ့တယ်။သူဟာခဏတာစားကောင်းခြင်းရဲ့သွေးဆောင်မှုကိုကြော်လွန်ကအချိန်နဲ့ငွေကိုသူ့ရဲ့အသိပညာကျမ်းမာရေးနဲ့စီးပွားရေးဆိုတဲ့အရင်းအနှီးတွေမှာရင်းနှီးမြှုပ်နှံခဲ့တယ်။သူဟာရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုလျှော့ချပြီးစိတ်ပိုင်းဆိုင်ရာနဲ့ဘဝနေထိုင်မှုအရာလွတ်လပ်မှုကိုတည်ဆောက်ခဲ့တယ်။သူဟာဘဝရဲ့ပိုင်ရှင်အဖြစ်ရှင်သန်နေခဲ့တယ်။အဓိကသင်ခန်းစာကတော့အစားအသောက်ဆိုတာစိတ်နဲ့ရုပ်ခန္ဓာရဲ့ယာယီတောင်းတမှုဒါမှမဟုတ်ခံတွေးအရသာအတွက်ဘေးဆက်ခြင်းမဟုတ်ဘဝရည်မှန်းချက်ကိုအရောက်လှမ်းနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့လောင်စာစီတာဖြစ်တယ်။သင်ရဲ့စားသောက်ရွေးချယ်မှုတိုင်းဟာသင်ရဲ့အနာဂတ်ရည်မှန်းချက်ကိုရည်ညွှန်းနေပါတယ်။ခဏတာစိတ်ရဲ့စေခိုင်းရာအရသာနောက်လိုက်မလား။ဒါမှမဟုတ်အဲ့ဒီအရာတွေကိုကြုံလွန်ပြီးသင်ရဲ့ကြီးကျယ်ခမ်းနားတဲ့ဘဝပန်းနိုင်စီကိုအာမအပြည့်နဲ့ချီတက်မလား။သင်ရဲ့ဘဝခရီးရှည်ကိုဘယ်လိုလောင်စာစီနဲ့ဆက်လက်မောင်းနှင်မလဲဆိုတာသင်ရဲ့နေ့စဉ်ရွေးချယ်မှုတိုင်းမှာတည်ရှိပါတယ်။သင်ရဲ့ဘဝကိုစားတောက်ခြင်းရဲ့ပိုင်ရှင်အဖြစ်ရှင်သန်ပါ။စားတောက်ခြင်းရဲ့ကျွန်အဖြစ်မနေပါနဲ့။